ဆရာတို့ဒီ lecture မှာတော့ IELTS listening နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပြောပြသွားမယ် IELTS listening မှာဆရာတို့ကအဓိကဖြေရတဲ့မေးခွန်းပုံစံမျိုးတွေက main idea တွေကိုသူကမေးတယ်ပြောနေတဲ့ speaker ကဘာလို့ဆိုလိုချင်တာလဲဆိုတော့ main idea မျိုးတွေမေးတယ်နောက်ပြီးရင် information factual information ဆိုတာသူတို့ပေးသွားတဲ့ facts တွေဥပမာ number တွေလူနာမည်တွေနေရာတွေအချိန်တွေဒါမှမဟုတ်သူတို့ပြောတဲ့ information တွေကို identify လုပ်နိုင်မလုပ်နိုင်အောင်သူတို့ကဥတီမှာမေးတယ်နောက်ပြီး follow conversation လူနှစ်ယောက်အပြန်အလှန်ပြောနေတယ်သုံးလောက်အပြန်အလှန်ပြောနေကြတယ်အဲ့ conversation တွေကိုကိုကလိုက်နားထောင်တတ်သလား lecture တွေကိုလိုက်မှဒီနားထောင်တတ်လားအဓိပ္ပာယ်ဖော်ရလားဆိုတာမျိုးသူတို့လိုက်မေးတယ် listening မှာဆိုလို့ရှိရင် now opinions နဲ့ attitudes တွေဒါကကျတော့ speaker ပေါ့နော်ပြောနေတဲ့သူရဲ့သဘောထားယက်တီချက်သူကဒီအကြောင်းကသူပြောနေတဲ့အကြောင်းကိုထောက်ခံနေရလားစန့်ကျင်နေရလား argue လုပ်နေရလားဒါမျိုးကိုကျွန်တော်ကနားထောင်တတ်ရမယ်နောက်ပြီးရင် ideas တွေဘယ်လိုဖြစ်တာလဲတော့ ideas တစ်ခုကိုသူတင်ပြဟာမှာ speaker တင်ပြဟာမှာဘယ်လိုမျိုးexample ပေးသွားလဲဘယ်လိုမျိုးဒီ evidence တွေပြောသွားလဲဒါမျိုးကိုကျွန်တော်ကနားထောင်တတ်ရမယ်ဒါ listening က test လုပ်တဲ့ skill တွေပါနောက်ပြီးတော့ဒါကတော့ listening question format ပေါ့နော်မေးခွန်းကအခု40မေးပါတယ်စုစုပေါင်းအရေးအတွက်ကတော့40ဒီ number of parts ဆိုတာ mean တော့ part 1 2 3 4ဆိုမှ4ပိုင်းခွဲထားတယ်เนาะတစ်ပိုင်းမှာမေးခွန်း10ခုနဲ့အခု40ပေါ့စုစုပေါင်းဖြေရတဲ့အချိန်ကကျတော့ round about နိုင်ဝက်လောက်ပဲတော့30 minutes လောက်ပဲတော့ဖြေရတာဒါကတော့ listening test ခွင့်တစ်ခုနည်းနည်းလေးတော့ကွာရယ်နောက်ပြီး recording ကကျတော့သူတို့ဖွင့်ပြတဲ့ဒီ audio အသံကကျတော့တစ်ခေါက်ပဲဖွင့်ပြတယ်ဘယ်ပိုင်းမှာဆိုပေါ့နော်ပြီးသူကဒီ recording တိုင်းထိတ်ဆုံးမှာသူက instruction တွေရှိတယ်အဲ့ instruction တွေကိုသိချာနားထောင်ရမယ်သူကဘယ်ကနေဘယ်ထိဖတ်ပါပြီးလို့ရှိရင်ဖြေပါအတန်တော့ဖွင့်ပြမယ်ဒါသူကသူရဲ့ instruction တိုင်းသိချာလိုက်နာရမယ် now ဒါကတော့ part 1 2 3 4အစင်လိုက်ပေါ့နော်အစင်လိုက်မှာပါတဲ့ information တွေသူက speaker က part 1မှာဆို2ယောက်ပါတယ်အကြောင်းကကျွန်တော် everyday conversation ဆိုတာ means ဒီနောက်မှာကျွန်တော် example လေးပြပြမယ်ဒီ telephone conversation တို့ဟာမျိုးတစ်ခုစုံစမ်းတာမျိုးဒီပုံစံမျိုးပေါ့နော်တိတ်မှတ်တော့မခက်သေးဘူးeveryday conversation ဆိုတော့part 2မှာတော့တယောက်တည်းပြောတာ everyday monologue ဆိုတာတယောက်တည်းပြောတဲ့ဟာမျိုးတွေနည်းနည်းလေးပိုခက်လာပြီpart 3ဆိုရင်တော့2ယောက်3ယောက်4ယောက်အပြန်အလှန်ပြောနေကြတာ discussion သဘောမျိုးအဲ့မဲ့တော့ everyday conversation မဟုတ်တော့ academic ဆိုတာ mean project တွေအကြောင်းဆွေးနွေးတာမျိုးတို့ကျောင်းသားတွေဒီပြောနေကြတာမျိုးဒါမျိုးလေးတွေအကြောင်းနားထောင်ပါနောက် part 4ကတော့ဒီ lecture သဘောမျိုးပေါ့နော်ပြောတဲ့ဟာကိုကျွန်တော်နားထောင်အောင်ပါဒါကတော့ပြောလို့ရှိရင်တော့ difficulty level အရာဖြည်းဖြည်းနဲ့ခက်လာတဲ့သဘောပဲဒီဘိုင်းလေးပိုင်းကနောက်ဓမ္မတော့ part 1မှာဆိုရင်ဒါဆရာ example လေးပြောပြမယ် everyday conversation ဒီ hotel booking လုပ်တာမျိုးတို့တယ်လီဖုန်းနဲ့လှမ်းဆက်ပြီးမှ booking လုပ်တာမျိုးတို့ဒါမှမဟုတ် gym ကိစ္စလိုက်မှစုံစမ်းတာမျိုးတို့အခန်းနေပိုင်းငှားမျိုးတို့ဒါမျိုးတွေမှာဒီပြောနေတဲ့အကြောင်းအရာတွေဆရာနားထောင်ရတယ်နောက် part 2ကတော့ဒီတယောက်တည်းပြောတဲ့အကြောင်းအရာဥပမာတစ်ခုကိုရှင်းပြနေရမှာပေါ့နော် museum tour museum guide တို့ city tour တို့တို့ဒီသူတို့ရှင်းတယောက်ရှေ့ကနေတယောက်ကရှင်းပြနေပုံစံမျိုးလေးဒါမျိုးဆရာနားထောင်ရတယ်နောက် part 3မှာကျတော့ခုနပြောတဲ့ဒီ2ယောက်3ယောက်4ယောက်ကျောင်းသား academic ဒီ topic အကြောင်းအရာတစ်ခုကိုဆွေးနွေးနေကြတဲ့ပုံစံမျိုးassignment project တို့ဒီဆွေးနွေးနေကြတဲ့ဟာမျိုးလေးတွေဒါရင်းနားထောင်ရမယ်part 4ဆိုရင်တော့ lecture မှာတော့ academic lecture တွေuniversity lecture တွေဒီ presentation တွေပြောနေဟာတွေကိုဆရာတို့မိုးစီလာရတယ်difficulty ကတော့တဖြည်းဖြည်းနဲ့ဒါခက်လာတဲ့သဘောရှိတယ်ကိုကဒီ conversation တွေကို follow လုပ်ရမယ် question type အမျိုးအစားအနေနဲ့ကျတော့ multiple choice တွေဆရာဖြေရတယ် matching matching တွေဖြေရတယ်နောက်ပြီးတော့ label ထိုးတဲ့ဟာမျိုးပေါ့နော်သူတို့ကမြေပုံလေးတွေပေးထားမယ် diagram လေးတွေပေးထားမယ် floor plan လေးတွေပေးထားမယ်အဲ့ဒါကိုသူကပြောရတဲ့အခါမှာကိုကအဲ့ဒါဘယ်နာပါဆိုမျိုးလိုက်မှ label ထိုးရတဲ့ဟာမျိုးနောက်ပြီး completion နဲ့မှာဆိုလို့ရှိရင်တော့ form completion တော့completion မျိုးစုံပေါ့နော် summary completion note completion table completion သူတို့ table လေးပေးထားမယ် column လေးဖောက်ထားမယ်ကိုကနားထောင်မှလိုက်ဖြေရမယ်ဒီသဘောမျိုးလေးခါကြလဲ flow chart ဒီ diagram လေးပါတယ်အဲ့ဒါလေးတွေလည်းဖြေရတယ် sentence completion ဆိုတာsentence လိုက်ကိုဖောက်ထားတဲ့ဟာမျိုးလေးတွေဒီ column ဖောက်ထားတဲ့ဟာလေးမှာဒီနားထောင်မှပြန်မှအဖြေဖြေရတာပေါ့နော်ဒီပုံစံမျိုးလေးဆရာတို့ဖြေရတယ်အဲ့တော့ဘာ skill လိုမလဲပေါ့နော် IELTS မှာဆရာတို့ listening နားထောင်လို့ရှိရင် listening skill ဘာဘယ်လို skill လိုမလဲဒီအချက်လက်ဆိုဆရာတို့နားထောင်နိုင်မယ် mostly ဒီ part 1လို့ဟာပြီးမှာပေါ့နော်သူတို့ကတယ်လီဖုန်းနံပါတ်တွေပြောနေတယ်အိမ်နံပါတ်တွေပြောတယ်နာမည်တွေပြောတယ်ကဏ္ဍတွေပြောတယ် duration တွေပြောတယ်အဲ့လိုပြောတဲ့အချက်လက်ကိုနားထောင်နိုင်မယ်ဒါကျွန်တော်ကွက်လက်ဖြေရမှာလေဒါရေးကြည့်တယ်နောက်ကိုယ့်ရဲ့လိုရတဲ့ skill နောက်တစ်ခုကကျွန်တော်ဒီ sequence ကိုလိုက်ရတာပေါ့နော်သူအစတိုင်းတော့ပြောနေတာကွက်လက်တွေကလည်းအစတိုင်းတော့လာတာပဲအဲ့မှာကိုကသူပြောနေရတဲ့ကိုဖတ်နေရတဲ့တယ်လီဖြေရမယ်
ဒီ order information အစလိုက်ကိုလိုက်နိုင်ရမယ်ခါကြလို့ရှိရင်ကိုမကြားမိတာမျိုးကြော်သွားမျိုးရှိတတ်တယ်နော်ဒါဒီတော့ဒီ skill ကအရေးကြီးတယ်နောက်ပြီး paraphrasing ကတော့တော်တော်လေးအရေးကြီးတဲ့ skill ပါပတ်၄ခုလုံးမှာ paraphrasing ပါ paraphrasing တဲ့သဘောကဒါနောက်လက်ချားမှာလည်းဒီ details ကိုရှင်းပြဖို့ရှိတယ် technique တွေရှင်းပြဖို့ရှိတယ် paraphrasing ဒီကိုဖတ်ထားတဲ့စလုံးတိုင်းထည့်လာတာမဟုတ်ဘူးဟောကိုဖတ်ထားတဲ့စလုံးတိုင်းထည့်လာတာမဟုတ်ဘူးသူတို့ကအဓိပ္ပာယ်တူတဲ့စလုံးလေးတွေပြောင်းသုံးတယ်ပြောရတဲ့အခါမှာဒီကိုနားလဲအောင်ပေါ့နော်ဒီစလုံးလေးတွေကိုလိုက်နားထောင်နိုင်ရတယ်အဲနောက်ပြီးရင် speaker attitude ဟော speaker ရဲ့သဘောထားပြောနေတဲ့သူကဟောခုနကသဘောကျလားသဘောမကျလားထောက်ခံတာလားစန့်ကျင်တာလားသူဘာပြောနေရလဲသူ့ရဲ့သဘောထားကိုဆရာတို့နားထောင်နိုင်ရတယ်နော်နားလဲရမယ်နောက်ပြီး spelling နော်ကို blank တွေဖြည့်ခါမှာ spelling တေချာလေးပေါင်းနိုင်ရမယ်ဟိုနာမည်တွေပါဆိုလို့ရှိရင်သူတို့စလုံးမှာပေါင်းပြတယ်အဲ့ခါကျလို့ရှိရင်တေချာလိုက်မှဖမ်းမိရမှာနော် now band score ဟော band score တို့ထုတ်ပုံကကျတော့ဒါဒီ official နော်သူတို့ IS ကပေးထားတဲ့ဟော band score တို့ထုတ်ပုံမှာကျွန်တော်တို့မိကုန်းကအခု40ရှိတယ်ဖြေကအလုံး40အလုံး40မှာကိုက16လုံးနဲ့အထက်မှန်လို့ရှိရင် band 5နဲ့အထက်ရပြီပေါ့နော်16ပိုင်း20တိက band 5 5.5 လောက်ရရင်ね23အလုံး23လုံးမှန်တာနဲ့ဆရာတို့ band 6ရမယ်နော်နောက်29ထိဆိုရင် 6.5 လောက်ဆရာတို့ရရင်ねဒီ30 34 range မှာတော့7.5ရမယ်နော်ဒါဆရာတို့အသေးစိတ်ဒါအရင်မကြီးတာဒီမှာဒီ range လေးပေးထားတာ30ကနေဆိုင်မှာ7ရမယ်ဆိုတော့33 34ဆို7.5လောက်ဖြစ်လာပြီနော်အဲ35 36ဆိုရင်တော့ band 8ရမယ်39 38 8.5 39 40ဆိုတော့ band 9ရမယ်ဒါပြီးတော့တစ်ချက်သိတဲ့နာက objective question တွေ objective question ဆိုတာ mean ဒီအတိအကျအဖြေမှန်လို့ရှိရင်သူကလုံးဝဟောဒီ set answer ရှိပြီးသားဒီသူတို့ပေးထားတဲ့ answer တိုင်းဖြေနိုင်လဲဆိုလို့ရှိရင်အမှတ်ကအပြည့်ရတယ်နော် band 9ရတဲ့အထိကိုဒီဖြေနိုင်တဲ့ candidate တွေရှိပါတယ်နော် listening နဲ့ reading ကလို့ band 9ထိကိုသူတို့ပေးပါတယ်ဟောတကယ်လည်းရတယ်နောက်ဒါကတော့သိတဲ့နဲ့တော့အချက်လေးတွေပါဒီကိုအမှတ်တမှတ်เนาะဒီအဖြေတစ်ခုမှန်တိုင်းတမှတ်ရတယ်เนาะမိကုန်းအခု40အမှတ်40ပေါ့ခုန band score conversion မှာလိုပဲပြီးတော့မှားဖြေမိအမှတ်မလျှော့ဆိုအမှတ်မရတာပဲရှိတာเนาะကျွန်တော်ဟိုဒီ university เนาะတက္ကသိုလ်အဆင့်စာမိုးရေးဆိုလို့ရှိရင်ကျတော့သူကပြန်နှုတ်တဲ့ကိစ္စတွေရှိတယ်မှားသွားလို့ရှိကိုရမ်းဖြေလို့ရှိရင်ပြန်နှုတ်တာရှိတယ်အမှတ်တွေ minus တွေထွက်တာပေါ့နော်ဒါပေမဲ့ဒီလိုမျိုးမဟုတ်ဘူးဒီစာမိုးရေးဒီပြောချင်တာကpenalty မရှိဘူးပြောရင်ကိုကတခုခုဒါအရေးကြီးတယ်ဒီချက်ကသိဖို့အရေးကြီးတယ်ကိုကမသိဘူးဆိုထားတော့မှကိုရွေးကြမှာဒါပေမဲ့ choice တစ်ခုရှိတယ်ကိုရွေးရမှာအဖြေကိုမသိကြဘူးဆိုတော့တခုခုတော့ထည့်ခဲ့လိုက်ကိုရဲ့အကောင်းဆုံးစဉ်းစားရေးမှာပေါ့နော်ကိုထင်တာတခုတော့ထည့်ခဲ့လိုက်ပြောလို့ရှိရင်ကိုမှားသွားလဲအမှတ်ကိုမနှုတ်ဘူးနော်မရတာပဲရှိတာမနှုတ်ဘူးဟိုမှန်တာနဲ့မှားတာနှမျိုးပဲရှိမယ်အမှတ်ရတာနဲ့မရတာပဲရှိမယ်အမှတ်ပြန်မနှုတ်ဘူးနောက်ခုနက spelling words တွေရောတိချာလေးယူဆိုင်မှာပေါင်းပြီးပါမှန်အောင်ပေါင်းမယ်ပြီးတော့ word limit လေးသတိထားမယ်ဒါ instruction ပေါ့နော် instruction ကိုတေချာလေးဖတ်ရမယ်ဥပမာသူက no more than 2 words ဆိုပြောထားရင်နှလုံးထပ်ပို့ဖြေလို့မရဘူး maybe တစ်လုံးနဲ့ဖြည့်ရင်လည်းနှလုံးနဲ့ဖြည့်ရင်လည်းသုံးလုံးတော့မဖြည့်အောင်ကိုဖြည့်သုံးလုံးဆိုတာနဲ့သူကမချစ်တော့မှားသွားပြီပဲဟုတ်ပြီနော်အဲ့ဒါတွေတော့ချက်သတိထားပါဒါက listening နဲ့ပတ်သက်လို့ဆရာတို့ရှင်းပြခဲ့တာပါအဓိက IS listening ကမခက်ပါဘူးကိုတေချာလေးနည်းစနစ်ကိုသိထားပြီးမှတေချာလေ့ကျင့်ထားမယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့အမှတ်ကိုရနိုင်ပါတယ် band score ရနိုင်ပါတယ်တက်ကက်ထိုင်းမှာလေ့ကျင့် band score တွေလည်းဆရာတို့ဆွေးနွေးပေးခဲ့တယ်အဲ့တော့ဆရာတို့ဒီ Nova IS သင်တန်းလေးက IS နဲ့ပတ်သက်တဲ့ information လေးတွေကိုဆရာတို့မျှဝေပေးနေပါတယ် free content နဲ့ဆရာတို့တင်ပြပေးနေပါတယ်ဒီ channel လေးတွေကိုလည်း join ထားလို့ရပါတယ်ဒီမှာ Nova IS ဆိုမှ share လို့ရှိရင်ဒီဆရာတို့ရဲ့ content တွေ share ထားပေးတာတွေ့ရပါလိမ့်မယ်နော်သိချင်တာရှိတဲ့အကူအညီလိုတာရှိရဆိုလဲဆရာတို့စီအချိန်မျိုးဆက်သွယ်လို့ရပါတယ်